လွန်ခဲ့တဲ့2လလောက်ကဂျူနီယာအာကီတက်ချာလို့ခေါ်တဲ့အတန်းလေးတစ်ခုကိုတက်ဖြစ်ခဲ့ပါတယ်။ဒီအတန်းလေးကတော့အသက်10နှစ်ကနေ15နှစ်ဝန်းကျင်မှာရှိနေတဲ့ကလေးတွေအထူးတက်ကြတဲ့အတန်းဖြစ်ပါတယ်။အတန်းတစ်လျှောက်လုံးမှာလေ့ကျင့်ရေးဆွဲခဲ့တဲ့ပုံတွေနဲ့အတူအတန်းရဲ့အားသာချက်တွေပြီးတော့ပိုကောင်းဖို့အတွက်အကြံပြုချက်လေးတွေကိုထည့်သွင်းပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ဒီပုံလေးကတော့အတန်းရဲ့နောက်ဆုံးရက်အနေနဲ့15ရက်မြောက်နေ့မှာ2 perspective ပုံလေးကိုကိုယ်စိတ်ကြရေးဆွဲခိုင်းတာဖြစ်ပါတယ်။အဲဒီမှာတော့ပထမအဆုံးအောက်ဘက်ကခုမြင်နေရတဲ့ပုံကိုအရင်ဆွဲခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီပုံကြည့်တဲ့အခါမှာရှူတောင်တိတ်ပြီးတော့မကြိုက်တာဖြစ်တဲ့အတွက်နောက်ထပ်တစ်ပုံဒီဘက်ပြာ sky crabber ပုံလေးကိုဆွဲရင်လည်းအောက်လုံးပေါင်း2ပုံဆွဲပစ်ခဲ့တာဖြစ်ပါတယ်တခြားသောအတန်းတက်တဲ့ကလေးတွေကလည်းသူတို့ရဲ့ကိုယ်ပိုင် idea တွေမျိုးစုံနဲ့အများကြီးဆွဲခဲ့ကြပါတယ်ဒီပုံလေးကတော့အတန်း15ရက်မြောက်နေ့မှာတင်ပေးတဲ့ပုံလေးဖြစ်ပါတယ်ဒီမှာဆိုရင်တစ်ချက်သတိထားမိတာကတော့အတန်းမှာကအလင်းမောင်သဘောတရားနဲ့ပတ်သက်တာတွေနောက်ပြီးတော့ဒီလိုမျိုးတဘာဝနဲ့ပတ်သက်တဲ့အပင်လေးရေးဆွဲတာဒါလေးတော့မပါဝင်ခဲ့ဘူးပေါ့နော်အဲ့ဒါကလည်းဒီကလေးတွေတင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ perspective ရဲ့အဓိကငင်းချောင်းနေနဲ့ပတ်သက်တာကိုပဲအဓိကပြောသွားတယ်လို့တော့ထင်ပါတယ်ကိုကိုရိုင်ကတော့အလင်းမောင်နဲ့ပတ်သက်ပြီးတော့ဒေချာလေးသိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒေချာလေးပဲအလင်းမောင်လေးတွေထည့်ပြီးတော့ဘေးဘက်ကအပင်လေးတွေထည့်ပြီးတော့ပဲရေးဆွဲခဲ့ပါတယ်နောက်ထပ်တစ်ပုံကတော့အခုမြင်တွေ့နေရတဲ့2 perspective ကိုမှအာဘန်ပုံလေးရေးဆွဲရတာဖြစ်ပါတယ်ဒီပုံလေးမှာဆိုလို့ရှိရင်တော့ finishing point နဲ့တအားကပ်ပြီးတော့အစာအုပ်လေးတွေကိုဆွဲထားတာ perspective ရဲ့သဘောတရားအရဆိုလို့ရှိရင်လူတစ်ယောက်ရဲ့မြင်နိုင်စွမ်းက60 degree ဝန်းကျင်မှာပဲရှိတာဖြစ်တဲ့အတွက် finishing point နဲ့တအားကပ်နေတဲ့နေရာလေးတွေကိုမရေးဆွဲတာကတော့ပိုပြီးတော့ကောင်းပါတယ်ဒီပုံမှာဆိုရင်ဘေးနှစ်ဘက်ကအစာအုပ်လေးတွေကိုအုပ်ပြီးတော့ကြည့်မယ်ဆိုရင်အလဲကအစာအုပ်လေးတွေကပိုပြီးတော့ကြည့်ကောင်းနေပေါ့နော်ဘေးဘက်ကတော့အဖျားတအားရှူးသွားတဲ့အတွက်ကြောင့်မို့လို့အစာအုပ်ရဲ့ပုံကိုတေချာလေးမမြင်ရတာနားမလည်တာမျိုးဖြစ်နိုင်တယ်အဲ့ဒီနေရာမှာအစာအုပ်တွေအတန်းလိုက်ဖြစ်နေမယ်အစားအပင်လေးတွေအစားထိုးပြီးတော့ထည့်လိုက်လို့ရှိရင်တော့သူ့ရဲ့ရှူတောင်လေးကပို့ပြီးတော့လှသွားမှာဖြစ်ပါတယ်။နောက်ထပ်ကတော့2 perspective ကိုမှ block တုံးလေးတွေကိုလေ့ကျင့်ရတာဖြစ်ပါတယ်။block တုံးလေးတွေကိုလေ့ကျင့်တာများများလေ့ကျင့်တဲ့အတွက်ကြောင့်မို့လို့2 point ကိုတော့ပို့ပြီးတော့နားလည်နိုင်နေပေါ့နော်2 point က1 point နဲ့ရှင်းကြည့်လို့ရှိရင်နည်းနည်းလေးပို့ပြီးတော့နားလည်ရခက်တဲ့အတွက်ကြောင့်မို့လို့ block တုံးလေးတွေကိုများများလေ့ကျင့်ပေးရလို့ထင်ပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့တော့နည်းနည်းလေး2 point နဲ့ပတ်သက်ပြီးတော့ interior ပုံလေးတွေကိုတော့မလေ့ကျင့်ခဲ့ရပါဘူးဒီပုံလေးကတော့အတုံးလေးတွေဘာနည်းနည်း random ဖြစ်တဲ့ပုံစံမျိုးလေးနဲ့လေ့ကျင့်ထားတာမျိုးဖြစ်ပါတယ်ဒါလေးကတော့2 perspective ကိုမှ block တုံးလေးနဲ့ကိုကူလေ့ကျင့်တာဖြစ်ပါတယ်ဒီမှာဆိုရင်ရေးဆွဲခိုင်းတဲ့အခါမှာမြင်းချောင်းနေအပြည့်ရေးဆွဲတာမျိုးပေါ့နော်အဲ့လိုမျိုးတက်စားလို့ရှိရင်တော့ဘေးဘက်ကဆွဲထားသလို dotted line တွေနဲ့ပို့ပြီးတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးအပြည့်ဆွဲလိုက်လို့ရှိရင်ဒီမြင်းချောင်းတွေကလေးကပြန်ပြီးတော့ကြည့်တဲ့အခါမှာဒီ block တုံးတွေကိုမြင်းနေရှုပ်နေတဲ့အတွက်ကြောင့်မို့လို့နားမလည်တိုင်းတာမျိုးတွေဖြစ်နိုင်ပါတယ်ဒီလို dotted line တွေနဲ့ဆွဲလိုက်မယ်ဆိုလို့ရှိရင်တော့အတွင်းဘက်က line တွေကတက်တက်အပြင်ဘက်က line တွေကတက်တက်ဆိုပြီးတော့အနည်းငယ်ကြည့်ရတာပို့ပြီးတော့လွယ်ကူသွားမှာဖြစ်ပါတယ်နောက်ထပ်ပုံလေးကတော့1 perspective ကို exterior အပြင်ဘက်အစအုပ်လေးကိုရေးဆွဲထားတာဖြစ်ပါတယ်ဒါကတော့ကိုယ်တိုင် finishing point ရှာပြီးတော့ကွက်ကိုရေးဆွဲရတဲ့ပုံလေးဖြစ်ပါတယ်ဒီနောက်ကပုံလေးကတော့ဒီကျကိုယ်တိုင်ဆွဲပြရတဲ့ပုံလေးပေါ့နော်အဲ့ဒီပုံလေးမှာဆိုရင်တော့သူ့ရဲ့ concept ပိုင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်လွဲနေရမျိုးလေးရှိပါတယ်အစာအုပ်ကပုံစံမကျတဲ့ပုံစံမျိုးလေးပေါ့ဒါပေမဲ့လည်းဒါကကလေးတွေကိုတင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဓိကတော့အစာအုပ်ကနေဒီနံရံနေရှိကိုထွက်လာတဲ့သဘောတရားလေးကိုမြင်နေဘလို့ဆက်လဲဆိုတာကိုနားလည်ဖို့အတွက်ကအဓိကထားထားရလို့ထင်ပါတယ်နောက်ထပ်ကတော့ interior ကိုမှ1 point နဲ့ဆွဲထားတာလေးဖြစ်ပါတယ်ဒီပုံလေးကလည်းကိုယ်တိုင် reference ကိုကြည့်ပြီးတော့ဆွဲရတဲ့ပုံလေးပဲပေါ့နော် reference နဲ့ကပုံကမှအနည်းငယ်လေးပြင်ပြီးတော့အလဲမောင်သဘောတရားလေးတေချာထည့်ပြီးတော့မှရေးဆွဲခဲ့ပါတယ်နောက်ထပ်တစ်ပုံကလည်း1 point perspective ရဲ့ပုံပါပဲဒီပုံမှာဆိုလဲအလင်းမောင်လေးတေချာဖြည့်ရပြီးတော့သူ့ရဲ့တက်ရှာလေးတွေကိုလည်းတေချာဖြည့်ပြီးတော့ရေးဆွဲခဲ့ပါတယ်ဒီပုံလေးကတော့1 point ဟိုမှာအာဘန်ပုံလေးဖြစ်ပါတယ်ဒီမှာဆိုလဲ finishing point နဲ့တအားကတ်တဲ့အစာအုပ်တွေကိုမဆွဲတာကပို့ပြီးတော့ကောင်းနေပေါ့နော်ရှုထောင့်မြင်ကွင်းအရာဆိုရင်အရန်ရင်ကြီးချောင်းတွေကတနေရာထဲမှာစုဆုံနေသလိုဖြစ်တော့တဘာဝမကျသလိုလေးဖြစ်ပါတယ်ဒီပုံလေးကတော့ကိုယ်စိတ်ကြိုက်1 point နဲ့အခန်းပုံတစ်ခုကိုဆွဲခိုင်းတာဖြစ်ပါတယ်မိဖို့ကြောင့်ပုံစံလေးကိုအဓိကဆွဲခဲ့ပြီးတော့အယောင်ကတော့မာကာရဲ့ရောင်စုံရဲ့ကိုတုံးပြီးတော့ခြေခဲ့ပါတယ်ဒီပုံလေးမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲရုပ်တရက်ကြည့်လိုက်လို့ရှိရင်တော့အဆင်ပြေတဲ့ပုံစံမျိုးရှိပေမဲ့ concept အားဖြင့်နည်းနည်းလေးလွဲနေရပေါ့နော်ဒီစပွဲရဲ့အနောက်ကခုံကိုတေချာလေးတော့ဆွဲထားရဲဆိုပေမဲ့ဒီခုံကအရှိထိုင်တဲ့ခုံလေးကတော့အရှိကိုတအားရောက်နေတဲ့ပုံစံမျိုးဖြစ်တယ်
အဲ့လေးကိုအနောက်ကိုစုပ်ပြီးတော့ရေးဆွဲမယ်ဆိုရင်တော့ပို့ပြီးတော့လှသွားပါပေါ့နော်ဒါကတော့ကိုယ်တိုင်ရေးဆွဲတဲ့အခါမှာသတိလွတ်ပြီးတော့မှားသွားတဲ့အမှားလေးတစ်ခုဖြစ်ပါတယ်ဒီမှာဆိုရင်စပွဲအုပ်ပဲအဓိကဆွဲခဲ့ရဖြစ်တဲ့အတွက်အတွင်းဘက်ကနှံရံလေးမပါတော့ဘဲနဲ့စပွဲကုတ်လေးတီးတတ်မယ်ဆိုရင်တော့ပို့ပြီးတော့လှမယ်လို့ထင်ပါတယ်ဒါလေးကတော့1 point perspective ကိုမှာ block တုံးလေးနဲ့တေချာလေးလေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်နောက်ထပ်တစ်ပုံအနေနဲ့ဆိုလို့ရှိရင်လည်း block တုံးလေးတွေကိုပဲအဓိကဆွဲပစ်ခဲ့တယ်ပေါ့နော်ဒီသင်ခန်းစာလေးကတော့သင်ခန်းစာတွေအားလုံးထဲမှာဆိုရင်ပျော်စရာအကောင်းဆုံးသင်ခန်းစာလေးတစ်ခုလို့ထင်ပါတယ်ကိုယ့်ရဲ့နာမည်လေးကို web perspective နဲ့ 3D ရုပ်ကြွပုံစံလေးဖြစ်အောင်ဆွဲရတာဆိုတော့ကလေးတွေလောကကြိုက်မယ်လို့သိကြပါတယ်ဒါကတော့ 1 byte perspective ကိုစပြီးတော့လေ့လာတဲ့အခါမှာအတန်းတိုင်းနီးပါးထည့်ပြီးတော့သင်ပေးလေးရှိတဲ့ plot တုံး6ခုကိုဆွဲရတာဖြစ်ပါတယ်ဒီမှာဆိုလဲမြင်းချောင်းလေးတွေကို dotted line လေးနဲ့ဆွဲပေးမယ်ဆိုရင်တော့ပြန်ပြီးတော့ကြည့်ရတာပို့ပြီးတော့လွယ်ကူလာပါပါဒါကတော့ပထမဆုံးရက်အနေနဲ့မြင်းချောင်းတွေကိုကိုယ်စိတ်ကြိုက်တဲ့ပုံအိမ်ပုံလေးတစ်ခုဆွဲခိုင်းတာဖြစ်တဲ့အတွက်ကိုလည်းစိတ်ကြိုက်ပုံလေးရွေးဆဲခဲ့ပါတယ်ပြီးတော့အဲ့ဒါနဲ့အတူတော့မြင်းချောင်းတွေ shape တွေဒါတွေကိုဆက်ပြီးတော့လေ့ကျင့်ရပါတယ်အတန်းကတော့ day 1ကနေပြီးတော့ day 15ထိအားလုံးပေါင်း15ရက်ကြာခဲ့ပါတယ်အချိန်ကတော့2လကြာခဲ့တယ်ပေါ့နော်ဒီတန်းလေးရဲ့အားသာချက်အနေနဲ့ဆိုရင်တော့သူရည်ရွယ်ထားတဲ့အသက်10နှစ်ကနေ15နှစ်အတွင်းကလေးတွေကို perspective သင်မယ်ဆိုလို့ရှိရင်တော့ဒီနီးလန်းလေးတွေကတော်တော်လေးအဆင်ပြေပြီးတော့မှလွယ်ကူပါတယ်သင်ရတဲ့အခါမှာလည်းပို့ပပလေးဖြစ်တဲ့အိမ်စာလည်းအရင်မများတဲ့အတွက်ကြောင့်မို့လို့သင်ယူရတာပျော်ဖို့လည်းကောင်းနေပါတော့။အိမ်စာကနည်းနည်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့တရက်အိမ်စာပြီးသွားရဲဆိုရင်နောက်တစ်ပတ်ဘာသင်ရမလဲဆိုတာကိုမျှော်လင့်ပြီးတော့ပျော်နေရတာလေးလည်းထပ်ပြီးတော့ရှိပါတယ်။ဒါလေးကတော့အရန်ကိုကောင်းတဲ့အချက်လေးပါ။နောက်ထပ်ကတော့ video class လေးဖြစ်တာမို့လို့ကိုအချိန်အားလက်တဲ့အချိန်လေးမှာအချိန်ယူပြီးတော့ကိုယ့်အကိုအေးစစ်လေးဆွဲလို့ရတယ်ပေါ့နော်ပြီးတော့မှအိမ်စာလေးတွေထည့်ရုံပဲကိုယ်တိုင်လည်းစာသင်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတန်းလေးနဲ့ပတ်သက်ပြီးတော့တချို့အရာလေးတွေကိုဒီဆရာတယောက်ရဲ့ရှုထောင့်ကနေပြီးတော့မှအကြံပြုပေးချင်တာလေးရှိတယ်ပေါ့နော်အတန်းမှာသင်သွားတဲ့ပုံစံမျိုးဆိုလို့ရှိရင် perspective ရဲ့ vanishing point နဲ့မြင်းနေနဲ့ဆက်တဲ့ပုံစံကိုအဓိကထားပြီးတော့ပြောသွားတယ်ပုံတစ်ပုံကိုအတူတူလိုက်ပြီးတော့ဆွဲကြတဲ့အခါမှာတော့ကလေးတွေကဒီမြင်းနဲ့ဒီ point နဲ့ဆက်သွားတာကိုနားလည်နေဆိုပေမဲ့သူတို့ကိုယ်တိုင်ပြန်ပြီးတော့မှဒီဇိုင်းတွေဆွဲချင်နေဆိုလို့ရှိရင်တော့ဆွဲနိုင်ဖို့ကနည်းနည်းလေးခက်ခဲတယ်ပေါ့နော် perspective နဲ့ပတ်သက်လို့သဘောတရားလေးတွေကိုတေချာလေးပြောပြနိုင်နေဆိုရင်တော့ပိုကောင်းတယ်ဒီလိုမျိုး1 point perspective ဆိုရင်တော့ဘယ်လိုရှုထောင့်မျိုးဖြစ်တယ်2 point perspective ဆိုရင်တော့ဘယ်လိုရှုထောင့်လေးဖြစ်တယ် perspective မှာအမျိုးအစားတွေဘယ်နှမျိုးရှိတယ်အဲ့လိုမျိုးအခြေခံလေးတွေကိုထည့်ပြီးတော့ပြောနိုင်ရင်တော့ကလေးတွေက perspective ကိုပို့ပြီးတော့နားလည်သွားလိမ့်မယ်လို့ထင်နေပေါ့နော်အလင်းမောင်နေနဲ့ပတ်သက်တာတို့အပင်တွေထည့်တာတို့ဒါတွေကတော့ကလေးအတွက်ဆိုလို့ရှိရင်အနေငယ်ရှုပ်ထွေးတဲ့အပိုင်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုး10နှစ်15နှစ်ဝန်းကျင်ကိုအဓိကထားပြီးတော့သင်တဲ့အတန်းမျိုးမှမထည့်ပေးတာကတော့အားနည်းချက်မဟုတ်ပါဘူးဒါကလုံးဝအဆင်ပြေပါတယ်အဓိကအကြံပြုချင်တာကတော့အဲ့ဒါလေးတစ်ချက်ပဲရှိတယ်ပေါ့နော် perspective မှာဆိုရင်ဘယ်လိုရှုထောင့်နေရဘယ်လိုပုံစံရှိတယ်သူ့ရဲ့သဘောတရားအခြေခံလေးတွေနဲ့ perspective ရဲ့မြင်ကြောင်းတွေမှာဘယ်လိုမြင်နေက vanishing point နဲ့ဆက်ရပြီးတော့ဘယ်မြင်နေရတော့မဆက်ရဘူးဆိုတာလေးတွေကိုစောင့်ရန်ရှောင်ရန်လေးပြောပြပေးမယ်ဆိုရင်တော့ကလေးတွေကနောက်ပိုင်းမှာသူတို့ရဲ့ idea လေးနဲ့ကိုယ်တိုင်ရေးဆွဲနိုင်သွားမှာဖြစ်ပါတယ်ကိုယ်တိုင်လည်းအတန်းတစ်လျှောက်မှာဆိုလို့ရှိရင်တော့အတန်းမှာသင်ပေးသမျှအားလုံးကိုတည်တည်ကြကြလေးရေးဆွဲပြီးတော့အိမ်စာလေးတွေကိုတေချာလိုက်လုပ်ခဲ့ပါတယ်ဒီအတန်းအနေမှာပုံနေတဲ့အများကြီးလေ့ကျင့်ခဲ့ရသလိုသင်ယူခဲ့ရတဲ့အပိုင်းတွေလည်းရှိပါတယ်ကိုယ်တိုင်ဖွင့်ထားတဲ့အတန်းတွေမှာဆိုရင်တော့ perspective အတန်းတွေဆိုရင်အသက်16နှစ်အထက်ကိုပဲအဓိက recommend ပေးပြီးတော့တက်ခိုင်းနေပေါ့နော်သင်ရိုးကတက္ကသိုလ်သင်ရိုးဖြစ်နေတာကြောင့်မို့လို့ပါဒီတန်းအနေမှာတော့အသက်ငယ်တဲ့ကလေးတွေကို perspective တင်တဲ့အခါဘယ်လိုမျိုးလွယ်ကူအောင်သင်လို့ရလဲဆိုတဲ့အချက်ကလေးတွေကိုတော့သင်ယူခဲ့ရပါတယ်ဒီကြတစ်ခုကတော့ဒီတန်းလေးဟာသူတားကတ်ထားတဲ့အသက်10နှစ်နဲ့15နှစ်ဝန်းကျင်ကလေးတွေကို perspective စပြီးတော့သင်ခြင်းနေဆိုလို့ရှိရင်တော့လွယ်ကူဆုံးနဲ့သင်လို့ရမယ့်အတန်းလေးအဆင်ပြေဆုံးအတန်းလေးလည်းဖြစ်ပါတယ်အတန်းတက်ခဲ့တဲ့6လုံးမှာလည်းအိမ်စာတွေလုပ်ပြီးသွားတဲ့အခါတိုင်းနောက်တစ်ပတ်မှာဘာတွေသင်ရမလဲဘာတွေဆွဲရမလဲဆိုပြီးတော့အမြဲတမ်းစောင့်မျှော်ပြီးတော့မှပျော်ရွှင်နေခဲ့ရပါတယ်ကျောင်းသားတယောက်အနေနဲ့လည်းပြောခဲ့ရတယ်လို့မျိုးဆရာတယောက်အနေနဲ့လည်းကိုယ့်ရဲ့ကလေးတွေစာသင်သားတွေကိုပို့ပြီးတော့ကောင်းမွန်တဲ့ပုံစံမျိုးနဲ့သင်ပေးနိုင်မဲ့လွယ်ကူတဲ့နည်းလမ်းလေးတွေကိုလည်းလေ့လာခဲ့ရပါတယ်